Atletico Madrid က Barcelona ကို Champions League ကနေဖြိုချပြတာနဲ့ Diego Simeone က Barcelona ပရိသတ်တွေဘက်ကိုတက်တက်လဲပြီးအိမ်ပြန်အိတ်ဖို့လက်ဟန်ပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Rafinha ရဲ့တုံ့ပြန်မှုကိုတင်တတိမထမိနိုင်ပါဘူး။ Rafinha ကစစ်မှန်လက်ခေါင်းဆောင်တယောက်လိုကွင်းထဲကိုဝင်လာပါတယ်။ဦးစွာလာမင်းအရမယ်ကိုနှစ်သိမ့်ပြီးနောက် Barcelona ကစားသမားအားလုံးကိုနှစ်သိမ့်ဖို့သွားခဲ့ပါတယ်။လာမင်းအရမယ်ကလည်းတာဝန်ယူပြီးသူ့အသင်းဖော်တွေကိုငြင်းတက်အောင်ကြိုးစားခဲ့ပါတယ်။အဲ့ဒီနောက်လာမင်းအရမယ်ကကွင်းထင်ကပထမဆုံးထပ်သွားခဲ့တာပါ။ဦးမင်းလွင်ခေါင်းစီဦးတည်သွားရင် Atletico ပရိသတ်တွေကို Barcelona အမှတ်တင်စစ်ကိုလက်ဟန်ပြခဲ့ပါတယ်။ဒါပေမဲ့ Anthony Griezmann ကတော့အထူးသဖြင့်ပရိသတ်တွေနဲ့သူ့ရဲ့နောက်ဆုံးပွဲစဉ်ကိုကစားနေတာကြောင့်ပရိသတ်တွေနဲ့သူအောင်ပွဲခံဖို့ကွင်းထဲမှာကြံ့နေခဲ့ပါတယ်။ဒါပေမဲ့ Rafinha ကသူ့ရဲ့ဒေါသကိုမထိန်းနိုင်ခဲ့ပါဘူး။သူက Atletico ပရိသတ်တွေကိုလက်ဟန်ပြပြီးနောက်တစ်ဆင့်မှာမင်းတို့အိမ်ပြန်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်။ Rafinha တောင်းပန်ပါတယ်။ဒါပေမဲ့ Hawking ကမလွဲမသွေပါပဲ။2016ခုနှစ်မှာ Barcelona ဟာ Atletico ကိုရှုံးနိမ့်ခဲ့ပြီးအဲ့ဒီအဆင့်မှာပဲတူညီတဲ့စုစုပေါင်းရာမနဲ့ထွက်ခွာခဲ့ရပြီး Real Madrid ကတော့ဂျာမန်အသင်းကိုအနိုင်ယူခဲ့ပါတယ်။2016ခုနှစ်မှာဘိုလူပွဲဝင်2ယောက်ကဘယ်သူဒီလဲဆိုတာမင်းသိလား